ဒီနေ့မှာတော့ KTM မှာနဲ့စမ်းချောင်းနိုင်မှာကကိုသွားလဲမှာဖြစ်ပါတယ်စမ်းချောင်းနိုင်မှာကကတော့သူ့ရဲ့အတိုင်းပဲပေါ့နော်ညဘက်သွားရင်တော့ပို့ပြီးလာပါတယ်KDတို့ရင်တော့နေကင်းဘက်သွားဖို့ပဲပေါ့နော်နေကင်းဘက်ဆိုရင်ဆိုင်ရသိပြီးမဆုံးသေးဘူးပေါ့နော်ပြီးရင်တော့စမ်းချောင်းနိုင်မှာကပိတ်ရမရှိဘူးပေါ့နော်ဆက်ဆောင်ဆုံးဝင်ချင်းမှာဆိုရင်ဒီလိုပေါ့နော်စမ်းချောင်းလေးဆိုပြီးတော့ Christmas tree ပေါ့နော်အကြီးရှိပါတယ်အပြစ်မှာဆိုအရန်လာတယ်စမ်းချောင်းနိုင်မှာကတော့တော်တော်များများတော့သွားဖို့ကြမှာပေါ့နော်ဒါရင်းနေမယ်ကြီးနေရဆိုတော့လေဒီထဲမှာဆိုရင်တို့ပန်းလေးတွေရောင်းတာရလဲရှိရပေါ့နော်KTM မှာလည်း KTM ပဲလေးတစ်ဖြတ်ပါရေမွေးလေးလည်းရှိတယ်လို့အင်ဂျီလေးလည်းရှိရနော်ဆိုင်နေတော့တော်တော်ဆုံးနေခေတို့နေကင်းပတ်လာရင်တော့ဆိုင်သိမ့်မဆုံးဘူးညဘက်ဆိုရင်တော့လင်းထိန်ပြီးတော့လေစားချင်စရာတွေဝယ်ချင်စရာတွေများရပေါ့နော်ဒီကလေးလေးတွေကိုကြည့်နေရပေါ့နော်ပြီးမှလာဝယ်မယ်ဆိုပြီးတော့ခေတို့နေဟိုချီတီချီနေပေါ့နော်ဆိုင်လေးရတော့အရင်များပြီးတော့လေညဘက်ဆိုရင်တော့လူကတအားများတော့ခေတို့သွားတာနည်းနည်းလေးနောက်ကျသွားတာပေါ့နော်ထိုင်စရာနေရာတော့မရခဲ့ပါဘူးဒီဘက်မှာဆိုရင်ပြီးရလဲရတယ်ပေါ့နော်ဒီဘက်မှာဆိုရင်လုံးဝလူတွေအပြည့်ပဲတကယ်ချင်းနေအေးစေးထိုင်ချင်းလည်းအဆင်ပြေနေရလေးပေါ့နော်ဆိုင်တိုင်းဆိုင်တိုင်းလေးလုံးဝလက်မလဲဘူးပေါ့နော်ပြီးရင်တော့ဒီလိုမျိုးခုံလေးတွေရှိပါတယ်ကိုစားစင်တာဝယ်ပြီးတော့ဒီလိုထိုင်စားလို့ရပါတယ်လူတွေကတော့မြင်းတဲ့တိုင်းပဲပေါ့နော်ညချုပ်လေးပို့ပြီးစီလာလေးပါပဲခေရတော့နေရလည်းမရစားစရာရတဲ့အစုံပါစားမယ်လည်းမသိဘူးဆိုတော့အေးလေးပဲတောက်လိုက်တယ်ပေါ့နော်အဲ့ဒါခေအေးဆိုင်မှာပေးရများနေပါတော့ဟိုကြည့်ကြည့်နေပေးရရောက်ရမှာပေးပြီးပါတယ်ကိုယ်ပေးပြီးရှင်းနေရပါတော့ဒါရောခေအေးမှာထိုင်ဆိုင်လေးပေါ့နော်ခေတို့ရေကောင်းနေကြမဲ့သွားတော့ဆိုင်လေးရမှာဆုံးငါနဲ့ဒီဆိုင်လေးတော့တွေ့ခဲ့ပေါ့နော်ဒီရောဒီဆိုင်လေးကိုတွေ့ရနေဆိုင်လေးမှာပဲအေးလေးဝင်တော့ပါလေအမှတော့ဘယ်မပေးရသေးဘူးမြဲနေအောင်ဆိုပြီးplan ပြီးတော့ရန်တွေ့ရပါတော့ကွက်တော့ပေါ်ကြနေရပါအဲ့ဆိုင်ရရတဲ့ဘောကောင်းနေတော့အဲ့လိုမျိုးပေါ့နော်ဒီဟာလေးတွေကြိုက်တဲ့ဟာလေးနဲ့ယူပြီးရောတဲ့တပွင့်ရလို့ရပါတယ်တဲ့ခေရရစံကတိဖားလေးပဲမလိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ပုံနေတဲ့အချိန်မှာအေးလေးတောက်လိုက်ရတော့လမ်းတော့မှာဆိုပြီးစံကတိလေးမလိုက်ပါတယ်စံကတိကတော့အသီးဖြောဆိုတော့တော်ရီတော့တောက်လို့ကောင်းပါတယ်ရင်းနေအေးသွားပဲခုနဝင်လာတော့တွေ့ခဲ့တဲ့ကလေးဆိုင်လေးပေါ့နော်ကလေးလေးရလုံးဝအဆုံရှိရဲ့ခင်းချင်းတီတို့ကုကီတို့ပေါ့နော်ပြီးလို့ရှိရင်ငပြောတီတို့ဘာလို့လဲရှိရဲ့အဲ့လို fancy ကြိုက်တဲ့ကောင်မလေးတွေပေါ့နော် cute style လေးကြိုက်တယ်ဆိုရင်တော့ဒီမျိုးကလေးလေးရတော့ချစ်ဖို့ကောင်းပါနော်ပုံစံဒီဇိုင်းလေးရလဲစုံတယ်ပေါ့နော်ခေတို့ညီမနဲ့ကတော့ဘာယူရမှမသိလို့တကူပြီးတကူလိုက်ပန်ကြည့်နေရပေါ့နောက်တော့ခေရတော့ခင်းကျင်တီလေးတော့ကြာတော့ခင်းကျင်တီလေးရပြောတီလေးရယူလိုက်ပါတယ်ကဲပြီးရင်တော့ခေတို့ဝယ်ပြီးဆိုရင်တော့မပတ်သေးတဲ့အထမ်းလေးတွေတော့ပတ်မယ်ပေါ့နော်ဒီနေရာလေးကတော့တော်တော်အဆင်ပြေပါတယ်ပြီးရလေးရတယ်နော်စောလာမယ်ဆိုရင်တော့နေရာရနိုင်ပါတယ်အခုကြောင်နောက်ကြောင်ပါရေးဆိုတော့နေရာတော့မရတော့ပါဘူးအဲ့ဒါနဲ့ခေတို့မထိုင်ဖြစ်ခဲ့ပါဘူးလုံးဝအေးစစ်စစ်လေးပေါ့နော်ပတ်ရတဲ့တော်လေးကောင်းနေဒီဆိုင်လေးကတော့ခေတို့အကြိုက်ပေါ့နော်အားလုံးကြောက်ရလည်းရတယ်အမဆက်သွားရင်လည်းညီမနှစ်ယောက်ပေါ့နော်အဲ့လိုပတ်နေရရေကိုတော်တော်ပြောနေရပါဒါလေးကတော့အယုတ်ကောက်ဆက်ပေါ့နော်အယုတ်ကောက်ဆက်လည်းရှိရပြီးလို့ရှိရင်လူငယ်တွေကြားမှာ trend ဖြစ်နေတဲ့ black belt လေးလည်းရှိပါတယ် black belt တွေကတော့တော်တော်ဆုံးတယ်လုံးဝဖောက်ချင်စရာလေးချစ်စရာလေးဒီဆိုင်မှာဆိုရင်အယုတ်ကလေးတွေတော်တော်ဆုံးတယ်နော်ဒီဆိုင်လေးမှာဆိုရင်တော့ scrap ပန်းနိုင်ပါတယ်လည်းရှိရပေါ့နော်ကဲပတ်တာလေးခွာထားပြီးဆိုတော့အားလုံးပဲတက်တာ